ဟဲဒီကူးရုံကတခါမှလည်းမတွေ့ဘူးပါလားထူးဆန်းလိုက်တာငါထဲကိုဝင်ကြည့်အောင်မှာပဲသူ့နဲ့ကျမကူပေါက်ထဲကနေဝင်လာပြီးတော့ဒီဘက်ရောက်တော့အရန်ကိုလှပတဲ့တိုင်းကြီးတပြူကျမတွေ့လိုက်ရတယ်ဒါပေမဲ့ကျမနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့ချိန်မှာကျမဝင်လာတဲ့ကိုကြီးကရုတ်တရက်ပြောက်သွားတယ်ကျမခေါင်းနဲ့ရမ်းကြီးသွားတယ်ခဲ့ကြပါဦးအဲ့ကောင်မလေးနေဒီနန်းတော်ကိုလာကျနိုင်လာလို့မရအောင်ဆိုတာမသိဘူးလားဘာလာတော့တာလဲပြစမ်းခုညငါဖမ်းလိုက်ရမလားအဲ့လိုနဲ့ကျမလည်းကျမရဲ့ဖြစ်ဆောင်ကိုပြောပြလိုက်ပါတယ်။အော်ထူးဆန်းလိုက်တာနင်ကတကယ်အဲ့လိုဖြစ်လာတာလား။လို့ဆိုရင်တော့ကိုညီပေးနိုင်ပါနဲ့။ဘောငါထားတော့ငါနာမည်ကဘာညာတဲ့။ဒီကတော့ဘာလာလို့ခေါ်တဲ့တိုင်းမီပေါ့။အဲ့လိုနဲ့ကျမဘာညာနဲ့တူတော်တဲ့ကိုဖြီးဆက်လာလိုက်တယ်လေ။ကျမကိုညီပေးနိုင်မယ်မင်းသမီးလေးရှိတဲ့နေရာကိုပေါ့။ဒီကောင်မလေးတွေလွားမှုတော့လေရောက်ခဲတော်ရဲမှာလူပြတ်တယ်နော်ငါလိုက်ပူပြီးရမလားဘယ်ဝမှာတော့ပြတ်စီလေအကူလိုရတယ်နော်ငါဟဲ့ကရောင်းကောင်ဒီထပ်သွားလိုက်တော့နော်နင်မထပ်သွားရင်ငါရဲ့စွမ်းနေနဲ့ငါညို့တက်မိလိုက်ဝင်နော်ကျမလည်းတန်ကြားရအောင်လှည့်ကြည့်လိုက်တော့မိန်းကလေးတယောက်ဖြစ်နေရဲ့လေသူ့ကျေးဇူးကြောင့်ပဲကျမတို့နှောက်ယှက်နေတဲ့ကောင်ကလည်းထွက်ပြေးသွားခဲ့တယ်တွေ့ရတော့မန်းတာပါရဲ့ငါဒီတော့ရဲ့နဲ့သမီးလေးကိုရှာနေရလေနင်တို့ရောဘယ်ဝမ်းမလဲပြီးတော့ကျမတို့တယောက်ချင်းချင်းမိတ်ဆက်လိုက်ကြတယ်လေဒီနေ့ကသွားမယ်ခီးရလဲတူတူပဲဆိုတော့ကျမတို့၃ယောက်တူတူခီးဆက်လာကြတယ်အဲတနေရာရောက်မှာတော့ကျမတို့မထင်ထားတာတဲ့ဟိုအများကြီးပို့ပြီးကြောက်စရာကောင်းတဲ့ຢာကြီးတစ်ခုကိုကျမတို့တွေ့လိုက်ရတယ်ကျမတို့၃ယောက်လုံးမြင်သက်သွားကြတယ်